Wig Shopper App ဆိုတာကတော့သင်ရဲ့ Wig အကျိုးခံစား권များကိုရွှေရှင်လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက်ကူညီပေးနိုင်တဲ့ကွန်ပျူတာအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။သင်ရဲ့ဖုန်းထဲမှာ App Store ကိုသွားပါ Wig ဈေးဝယ် App Wig Shopper App ကိုရှာပြီးတော့ download ပြီးတော့ထည့်သွင်းလိုက်ပါ။ App ကိုထည့်သွင်းပြီးတဲ့နေ့သင်ရဲ့ e-wig ကအချက်လက်များကိုအသုံးပြုပြီးညွှန်ကြားချက်များအတိုင်းဖြည့်ပေးပြီးတော့ကိုယ်ပိုင်အကောင့်တစ်ခုကိုဖန်တီးပါ။သင်ရဲ့အကောင့်စဖွင့်ပြီးသည့်နောက် App အတွင်းမှာပါဝင်တဲ့အစီအစဉ်များကိုအသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ Wig application ဆိုတာ Wig ခွင့်ပြုထားတဲ့အစားအစာများသင်ဘယ်လောက်ရရှိနိုင်မလဲဆိုတာရဲ့လက်ကျန်စီးရင်ရဲ့ကိုသင်ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။သင်ဝယ်ယူလိုသည့်ပစ္စည်းများကို Wig မှာအတည်ပြုထားခြင်းရှိမရှိသိလိုပါက App မှာရှိတဲ့ barcode scanner ဖြင့်ဖတ်ပြီးတော့သိနိုင်ပါတယ်။ပစ္စည်းများရဲ့ barcode scan ဖတ်ပြီးနောက်ဝယ်ယူမည်ဆိုပါက App ကသင်ကိုအသိပေးပါလိမ့်မယ်။ဈေးဝယ်ရာတွင်ပုံမစင်ပြေဈေးရန်သင်ရဲ့ App ကိုအသုံးပြုပြီးဝယ်ယူလိုသည့်ဈေးဝယ်စာရင်းတစ်ခုကိုဖန်တီးနိုင်ပါတယ်။ Wig မှာတည်ပြုထားသောအစားအစာများကိုသင်ဝယ်ယူမိအခြားအစားအစာများနဲ့စုပေါင်းပြီးတော့လည်းဝယ်ယူနိုင်ပါတယ်။ Wig Shopper App မှာဈေးဝယ်စာရင်းကိုကြည့်၍ store ဆိုင်မှာရှိတဲ့ပစ္စည်းများကိုမှန်ကန်စွာဝယ်ယူနိုင်စေပြီး Wig application ဟာသင် Wig အစားအစာများဝယ်ယူစဉ်မှာအလွယ်တကူရှာဖွေနိုင်ရန်နဲ့မှားယွင်းဝယ်ယူမှုမဖြစ်အောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။သင်ဈေးဝယ်ယူပြီးနောက်မှာဆိုရင် Wig Shopper App ကသင်ရဲ့လက်ကျန်စာရင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်တစ်လအတွင်းဘယ်လောက်ကျန်သေးလဲဆိုတာကိုသင်အမြဲသိနေမှာဖြစ်ပါတယ်။ Wig Shopper App ဆိုတာ Wig Season မှာသင်ကြိုးခံစား권များကိုမှန်ကန်စွာရွေးချယ်မှုများပြုလုပ်ရန်နဲ့စီမံခန့်ခွဲရန်အတွက်တည်ထွင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်